နောက်ပြန်မဲ့ဘွဲကမက္ကဆီကိုနဲ့အီကွေဒေါဒီည12နာရီမှာနော်ဆိုတော့ကိုယ့်ရဲ့အေရှားအမြင်နဲ့အေရှားလူမျိုးတွေရဲ့အမြင်နဲ့ကြည့်ရင်မျက်လုံးကတော့ပြောင်းပြန်ပဲဖြစ်နေမယ်ည12နာရီဆိုဘယ်သူမှလုံးမလုပ်ဘူးလေအိတ်တဲ့ချိန်လေအဲ့လိုမျိုးဒီမှာတော့ကပတ်ဖလားကန်နေတယ်ဗမာပြည်လူတွေတော့ကောင်းတယ်အေရှားဘက်ကလူတွေတော့ကောင်းတယ်ဒီကညကန်ရင်သူတို့ဘက်ကနေဖြစ်သွားတာပေါ့အဲ့လိုမျိုးဟိုပါ2003တော့ဆိုရင်အမကြီးတို့နဲ့တူတူနေတော့အမတော့ကျူတို့ဦးရှင်တို့နဲ့တအိမ်တဲနေတော့သူတို့ကဟိုဟာဘလုံးပွဲကြိုက်တယ်ဘလုံးပွဲဝါသနာတွေပဲခလေးတွေလည်း4ယောက်5ယောက်စလုံးတူတွေရောသားတွေအကုန်လုံးအယောက်ကြားလေးတွေပဲတအုပ်စုလုံးဆိုတော့အမသူတို့ဘာလုပ်လဲဆိုတော့ဘလုံးပွဲကြည့်ကြအကုန်လုံးကြည့်ကြမနေ့4နာရီထားကြည့်ရအခုဘာလိုက်ကြည့်သူတို့ထားကြည့်တော့ကိုလည်းထားကြည့်တာပါကြည့်ရင်လည်းကြည့်တတ်သွားတာအဲ့လိုမျိုးဘလုံးပွဲအော်ခက်တယ်ဆိုတော့ဒီနေရာမှာကျွန်မပြောချင်တာလေနေ့ရညရမဟုတ်ဘူးစူးစမ်းနေတဲ့လူတွေမှာလေကျွန်မဆိုရင်သူများဘာပြောလဲဆိုတော့အထူးသဖြင့်ကျွန်မမိသားစုကပြောတယ်ညမလုပ်နဲ့တဲ့ကျွန်မရေမကောင်းဘူးအသက်တိုးတယ်ပေါ့လေအော်ဒုက္ခပဲဆေးရုံမှာလောက်တာညမလုပ်ရင်ညလုံတာလေဘယ်သူကကြည့်မှာတော့လို့ကိုဟိုပါပေါ့ဒီကိုတွေ့တော့ကောင်းမယ်လေသူများတွေ့မကောင်းဘူးလေအဲ့လိုမျိုးပေါ့နော်ဆိုတော့ညလောက်တဲ့လူတွေအတွက်ကြောင့်မို့လို့လေလူအတွက်ကြောင့်မို့လို့လေဟိုသူတို့ကဟိုပတ်စံပို့ပေးထားတာပေါ့နော်အဲ့လိုမျိုးလူတွေရဲ့အတွေ့ခေါ်အမြင်တွေကိုလည်းပြောင်းလဲရမယ်တိလားနေ့ရညရမဟုတ်ဘူးကဘာကြီးမှာလေ globalization အမှ24နာရီ operation လုပ်နေတာလည်းပတ်နေတဲ့ဟာတွေကိုဒီနေရာမှာပြပြချင်တာပေါ့နော်stock market တို့ပါတော့ဆိုရင်လည်းအဲ့လိုပဲလေတည8နာရီဒီနိုင်ငံမှာအဲ့နေဖို့အချိန်မရှိဘူးဗမာပြည်ရဲ့လူတွေကကန်ကောင်းတယ်လို့ပြောရမှာတစ်ခါတလေကြားရင်ပေါ့ဒါပေမဲ့သူရဲ့ဟိုလူနေမှုစက်တမ်းနဲ့လည်းဆိုင်တယ်ဟိုမှာကျတော့ကားမရှိဘူးအိမ်ရမရှိဘူးတော်တော်များများကအိမ်ဆိုရင်လည်းဟိုဖွားလက်ထက်ကတည်းကအိမ်တွေဟိုပြပြင်ထိသိမ်းမမဟွာရှိတာသိမရှိဘူးလေဆင်ပြေသွားတယ်ဆိုရင်နောက်ပိုင်းမှာအိမ်သိဝယ်ရင်ဝယ်အဲ့လိုမျိုးပေါ့နော်ဒါမဲ့တော့ရှားပါတယ်အိမ်သိဝယ်တယ်ဆိုတာကိုယ့်ဘက်ကို6တဲ့ဟာများတယ်အိမ်သိဝယ်တယ်ဆိုတာမျိုးပြတွေပါပဲဝယ်ကြတာများတာအဲ့လိုမျိုးဆိုတော့လူတွေကကိုနေတဲ့အိမ်ကိုယ့်ဘက်ကိုအစိတ်ကြိုက်ဆောက်ကြတာပဲများတယ်လေအဲ့လိုဆိုတဲ့ခါကြတော့တခါကျရင်ကိုကဘာမသိဘူးဆိုတဲ့ဟာကိုမသိတာခက်တယ်တဲ့ကိုသိတာမှန်ပဲလက်ထင်နေလို့မရဘူးနော်ကိုမသိတဲ့ဟာတွေလည်းအများကြီးရှိတယ်အဲ့ဒါကြောင့်ရှူတော့ဆိုတာကိုကြီးပဲကိုဘက်ကကြီးပဲဆွဲထားလို့မရဘူးသူများအမြင်ဘယ်လိုရှိလဲဆိုတော့လည်းနားထောင်ရတယ်ကြည့်ရတယ်သိရတယ်ခုနပြောဖို့စကားတစ်ခုပြန်သွားတယ်မေ့သွားတယ်ဒီနေ့ဒေါက်တာဆာပြောလေသူတည3နာရီလောက်ပဲအေးရတယ်ဆို4နာရီလောက်ပဲအေးရတယ်အမှန်ပဲကျွန်တော်တို့ဆိုရင်လည်း4နာရီ5နာရီအဲ့လောက်ပဲအေးရတယ်လုံနာတဲ့ရဲတွေဆိုရင်တော့ဟိုအိပ်ဖြစ်တာပေါ့နော်တခါကျရင်နေကိုအိပ်ပြလိုက်တာ12နာရီလောက်တိအဲ့လိုမျိုးအရင်ပင်ပန်းသွားတဲ့ခါကျရင်ပေါ့ဒါပေမဲ့အဲ့ဒါတော့ကောင်းတာတော့မဟုတ်ဘူးဖြစ်နိုင်တော့နေလောက်တာတော့ကောင်းတာပေါ့လေဒါပေမဲ့နေမလုံနိုင်တဲ့လူတွေကိုလည်းညလောက်ရတာလည်းရှိတာပေါ့တချို့ကလည်းညမအကြိုက်တယ်ဆိုတဲ့လူတွေရှိတယ်ကလေးတွေနဲ့ဟိုဟာထင်းရမဲ့လူတွေ office hour တွေကြာတော့တယ်သူတို့ကနေလောက်ကြတာပေါ့လေကျောင်းတွေပါတယ်ကိစ္စတွေကလေးတွေကိစ္စတွေဆိုတော့အဲ့လိုချင်းရတယ်ရှိပါတယ်